皆さんこんにちは。အားလုံးပဲမင်္ဂလာပါ။ဒီနေ့မှာတော့မီနာနိုနီဟွန်ကို1စာအုပ်ထဲက vocabulary လေးတွေကိုလေ့လာရအောင်။ဒါကတော့ M5 level အတွက်ဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးမှာတော့ lesson 1အကြောင်းကိုပြောပြပေးသွားပါမယ်။ပထမဆုံးတစ်လုံးအနေနဲ့ကကျွန်တော်ကျမကိုသုံးတဲ့အသုံးအနှုန်းဖြစ်ပါတယ်။အဲ့ဒါကဘယ်လိုမျိုးခေါ်လဲဆိုတော့ဝတ္တရှိလို့ခေါ်ပါတယ်။ဝတ္တရှိကျွန်တော်ကျမဝတ္တရှိကျွန်တော်ကျမဝတ္တရှိဒုတိယတစ်ခုကကြတော့တင်မင်းသူများကိုပေါ့နော်ပြောချင်တဲ့အခါမှာသုံးလို့ရမယ့်စကားလုံးနင်လို့လည်းပြောလို့ရတယ်အဓိကတော့သူများပေါ့နော်သူများကိုပြောချင်ရင်ဘယ်လိုအခြေအနေမျိုးပါဖြစ်ပြောလို့ရပါတယ်အဲ့ဒါကတော့အနတ္တလို့ခေါ်ပါတယ်အနတ္တဝတ္တရှိဆိုတာကကြတော့ဟိုကိုပြောတာအနတ္တကကြတော့သူများပေါ့နော်သူများပြောတာတင်မင်းနေခမများပေါ့နော်ဒါမျိုးပြောတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့အတ္တိလူကိုမသိရဲ့လူတရားပေါ့နော်သိတဲ့လူဆိုရင်တော့ဒီမှာမပြောဘူးအဲ့တော့မသိရဲ့သူဆိုရင်အတ္တိလူလို့ပြောချင်တယ်ဆိုရင်အနိုဟီတိုဟုတ်ပြီအဲ့ဒါဆိုရင်အဲ့ဒီလူတော့ဟုတ်တယ်ဒါပေမဲ့ရင်ချင်းချင်းနဲ့အဲ့ဒီပုံကိုအဲ့ဒီသူပေါ့နော်ဒါမျိုးဆိုဘယ်လိုပြောမလဲဆိုတော့အနုခတ္တအနုဟိတိုကကြတော့သူကတငယ်ချင်းတွေမိတ်ဆွေတွေမှာသုံးလို့ရတယ်အနုခတ္တကကြတော့သူရင်ချင်းချင်းသုံးရမယ့်သူတွေပေါ့ကိုယ့်ထက်အသက်ကြီးတဲ့သူတွေမှာသုံးရပါမယ်အနုခတ္တအဲ့တော့နောက်တစ်ခုကကြတော့မီနာဆန်ဆိုတော့အားလုံးပြောဖြစ်ပါတယ်မီနာဆန်ခွန်နီရှိပွားဆိုရင်အားလုံးမင်္ဂလာပါလို့ပြောလိုက်တာပါနောက်တစ်ခုကကြတော့အင်္ဂလိပ်မှာဆိုရင် Mr. Miss ပေါ့နော်ဒါမျိုးဘယ်လိုပြောကြမလဲအဲ့ဒါကိုတော့ Sir လို့ခေါ်ပါတယ်သူကယောက်ျားလေးဆိုရင်ပါမိန်းကလေးဆိုပါဆိုမရှိဘူးနာမည်နောက်မှာအဲ့ဒီ Sun ဆိုတာလေးကိုလိုက်ရလို့ရှိရင်သူ့ဟာသူ auto လုပ်တယ်ယောက်ျားလေးဆိုရင်တော့ Mr ဖြစ်သွားမယ်မိန်းကလေးဆိုရင်လည်းမြန်မာစကားမှာဆိုရင်လည်းဦးတို့ဒေါ်တို့ပြောတယ်လို့ပဲပေါ့နော်ဒါမျိုးပြောချင်တာပါအညွှန်းစကားပေါ့နော်အဲ့ဒါကကြတော့ဒါချိရဆိုတော့ချ on နဲ့ပေါင်းတော့ချန်ကလည်းအဲ့လိုပဲဒီလိုညွှန်းစကားပဲပေါ့နော်သူကကြတော့ဒီကလေးလေးတွေတငယ်ချင်းကြီးဆက်တဲ့သူတွေကိုချန်လို့သုံးလို့ရတယ်နော်ဆန်ကကြတော့ Mr. Mrs အမျိုးပြောတာMadam ပေါ့နော်ချန်ကကြတော့ကလေးတွေတငယ်ချင်းတွေနီးစပ်တဲ့သူတွေကိုရဲ့မောင်နှမတွေကိုပြောလို့ရတယ်နောက်တစ်ခုကကြတော့ဟုတ်ပြီဒီဟာလေးကိုတော့ပြောလိုက်မယ်ဒါကကြတော့ဂျင်ဆိုတာလူမျိုးဒီလူမျိုးကြောင့်တော့နောက်မှာ slide တစ်ခုနဲ့ထပ်ပြီးတော့ရှင်းပြပေးပါမယ်အဲ့ဒါဆိုရင်ဆရာမဆရာဝန်ဒါကိုဘယ်လိုပြောကြမလဲပေါ့နော်ဒီနေရာမှာတစ်ခုရှိတာကဆရာဝန်ဆိုတာကအလောက်ကန်ငါရဲ့အလောက်ကန်ကဆရာဝန်မလို့ပြောချင်တော့ဒီစကားလုံးကိုမသုံးဘူးသိရမလားမြန်မာစကားမှာဆိုရင်ဆရာဝန်ကိုခေါ်ရင်ဆရာမလို့ပဲခေါ်ရလေဆရာဝန်ဆိုပြီးတော့မခေါ်ဘူးအဲ့လိုမျိုးမြန်မာသူတို့ကိုခေါ်တဲ့အခါသုံးချင်ရင် sensei ဆိုပြီးတော့သုံးလို့ရပါတယ် sensei ဆိုဆရာမလို့ဟိုအတန်းထဲမှာဆရာမကိုခေါ်လိုက်တာမျိုးဒါကို sensei လို့ခေါ်တယ်ဒီလိုကိုယ့်ရဲ့အလုပ်အကင်အကြောင်းပြောချင်တော့ sensei ဆိုတဲ့စကားလုံးကိုမသုံးနောက်ထပ်သုံးတဲ့ဟာကိုထပ်ပြီးတော့ပြပြမယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကိုယ့်ရဲ့အလုပ်ကံကိုပြောချင်တဲ့အခါမှာကျတော့ kyoshi လို့သုံးတယ်ဆရာပေါ့နော်ဆရာဝန်တော့မဟုတ် kyoshi ခုန sensei ကကြဘယ်လိုလဲဆိုတော့အတန်းပညာသင်ပေးမှာမဟုတ်ဘူးအဲ့လိုကိုယ့်အတတ်ပညာတစ်ခုသင်ပေးရင်လည်း sensei ပဲပေါ့နော်အဲ့ဒါကိုပြောတာ kyoshi ကကြတော့ဆရာဆိုတာကဒီဘယ်လိုပြောရမလဲအဲ့ဒီအတန်းပညာပေါ့နော်ကိုသင်ပေးတဲ့သူကို kyoshi လို့ခေါ်တယ်နော်တကယ်လို့အဲ့kyoshiကိုလည်းတကယ်လို့ကိုရဲ့ဆရာပေါ့နော်ဆရာဆိုပြီးတော့ခေါ်ချင်ရင်တော့kyoshiလို့မသုံးကျွန်တော်ကဆရာဖြစ်ပါတယ်ဆိုရင်တော့kyoshiလို့သုံးလို့ရတယ်ကိုကအဲ့ဆရာမကိုခေါ်ရင်ကြတော့ sensei လို့ပဲပြောမယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျောင်းသားကျောင်းသူဆိုရင်ဘယ်လိုမျိုးပြောကြမလဲကျောင်းသားကျောင်းသူဆိုရင်တော့ gakusei လို့ပြောပါတယ် gakusei ဟုတ်ပြီ company ဝန်ထမ်းဆိုဘယ်လိုပြောကြမလဲခိုင်ရှာအင် company ဝန်ထမ်း
ဝင်တန်းအောင်ဘယ်လိုပြောကြမလဲဟုတ်ပြီဒီမှာလဲကုမ္ပဏီဝင်တယ်ဒီမှာလဲဝင်တယ်ဘာကွာလဲပေါ့နော်ကုမ္ပဏီဝင်တန်းဆိုတာကဟုတ်ပါရဲ့ကျမကကုမ္ပဏီဝင်တန်းဖြစ်ပါတယ်ဆိုပြောလာနေပြီအဲ့လိုမဟုတ်ဖေးနေဘာကုမ္ပဏီရဲ့ဝင်တန်းဥမာ IMC ပေါ့နော် IMC ရဲ့ဝင်တန်းပါလို့ပြောချင် IMC IMC Share Index IMC ကဝင်တန်းပါเนาะဒါမှမဟုတ်လဲဆာကူရာတက္ကသိုလ်ကဝင်တန်းပါဆိုရင်ဆာကူရာဒိုင်ကခုရှာအင်းပေါ့နော်ဒါမျိုးပြောချင်တာပါဟုတ်ပြီအဲ့တော့ဘန်ဝင်တန်းဆိုရင်ရောဘယ်လိုပြောကြမလဲပေါ့နော်ဘန်ဝင်တန်းဆိုရင်ဘန်ဆိုတာကိုဂျပန်လို ginko လို့ခေါ်ပါတယ် ginko ဝင်တန်းဆိုတဲ့နေရာမှာရှောက်ကိုဖြုတ်ပြီးတော့ in လေးထည့်လိုက်ပါ ginko in ဘန်ဝင်တန်းဟုတ်ပြီဆရာဝန်ကိုကြတော့ဘယ်လိုမျိုးပြောကြမလဲပေါ့နော်ဆရာဝန်ကိုဆိုရင် isha ဆရာဝန်ကိုတကယ်လို့ကိုကမြန်မာနိုင်ငံမှာဆိုလဲဆရာဝန်ကိုခေါ်ရင်ဆရာမလို့ခေါ်တယ်အဲ့လိုအချိန်မှာဆိုရင်တော့ sensei လို့သုံးကြရနော်ဟုတ်ပြီအင်ဂျင်နီယာကိုကြည့်အောင်အင်ဂျင်နီယာဘယ်လိုပြောမလဲဆိုတော့ဒါက on နဲ့ပေါင်းတော့ engineer တက္ကသိုလ်ဆိုရင်တာကိုတက်တယ်နော်ဒါဤခါကိုတက်တယ်နော်ခုဆိုတော့大学တက္ကသိုလ်ဟုတ်ပြီဆေးရုံဆိုရင်ဘယ်လိုပြောမလဲဆိုတော့ he ကိုတက်တယ်နော် b ဒါလေးကရော့အဲ့တော့ပြောပေါ့နော်ပြောဥနဲ့ပေါင်းတော့ပြော e ကို on နဲ့ပေါင်းရင် in ပြော in ဆေးရုံအဲ့တော့လျှက်စစ်ကိုဘယ်လိုပြကြမလဲပေါ့နော်လျှက်စစ်ကို danki ဟုတ်ပြီအဲ့ဆိုရင်ဘသူလဲပေါ့နော်ဘသူလဲဒါတွေဟုတ်ပြီအဲ့လိုဘသူလဲဟိုပါမယ် तू ကရင်ကြေးပြောချင်တယ်ဆိုရင်တော့ဒိုနာတာဖြစ်သွားမယ်ဒိုနာတာဒါတွေဘသူဒိုနာတာဘသူဒါကြရင်ကြေးဒါကြတော့ကိုယ့်အထက်လူကြီးမှာပဲတုံးနေပေါ့နော်ဒါတွေဘသူဒိုနာတာဒိုနာတာဘသူရင်ကြေးဒါတွေဘသူဒိုနာတာဘသူဒါကကိုယ်အထက်လူကြီးမှာတုံးတယ်ဟုတ်ပြီအသက်ဆိုရင်ဘယ်လိုပြောကြမလဲဆိုဆိုင်ရရှိမှာနံပါတ်တစ်ခုထည့်ရမယ်ပေါ့နော်ဥမာ16နှစ်ဆိုရင်ဂျူရခုဆိုင်ဖြစ်သွားမယ်เนาะအဲ့တော့အသက်ဘယ်နှစ်လဲလို့မေးချင်တယ်နန်ဆိုင်ကိုကမေးခွန်းမေးမယ်ဆိုရင်တော့နောက်ကနေနန်ဆိုင် this car ဆိုပြီးတော့ထည့်မိလို့ရတယ်เนาะနန်ဆိုင် this car ဟုတ်ပြီရင်းကြေးမေးချင်တယ်ဆိုရင်ရောおいくつですかပေါ့နော်အဲ့တော့15နှစ်လို့ပြောချင်ရင်15歳ですနော်ဟုတ်ပြီ15歳ပေါ့14နှစ်လို့ပြောချင်14歳13နှစ်လို့ပြောချင်13歳နော်ဒါမျိုးပြောချင်တယ်အဲ့တော့ hi ဆိုတာကျတော့ဟုတ်ကဲ့ e ရဲ့ဆိုမဟုတ်ဘူးဒီမှာ e လို့ရေးထားပြီးမှဖတ်တဲ့ခါကျတော့ e ရဲ့ဟုတ်တယ်နော်မဟုတ်ဘူးဟုတ်ပြီအဲ့ဆိုရင်ဆက်ပြီးတော့နိုင်ငံတွေကိုဆက်လက်လေ့လာကြည့်ရအောင်日本ဂျပန်အမေရိကန်ဒီ American ကိုကျတော့သူကခဏနဲ့ပဲရေးတယ်ဘာလို့လဲဆိုတော့သူများနိုင်ငံအသက်ထွက်ကိုယူထားတာမို့လို့နော်ဟုတ်ပြီအဲ့ဆိုဆက်ကြည့်မယ်သူများနိုင်ငံအသက်ထွက်ကိုယူထားတာမို့လို့ပေါ့နော်အဲ့တော့အင်္ဂလိပ်အင်္ဂလန် UK ပေါ့နော် United Kingdom အင်္ဂလန်ကိုဒီဗြိတိန်ကိုပေါ့နော်သူကခေါ်တာပါဟုတ်ပြီပြင်သစ်ကိုဘယ်လိုခေါ်ကြမလဲဆိုတော့ France ဆိုတဲ့အတန်ထွက်ကနေယူထားတာပေါ့နော် Germany ဆိုရင်တော့ Deutsch Italy ဆိုရင် Italia Spain ဆိုရင်ရောဘယ်လိုပြောကြမလဲပေါ့နော် Spain Russia Indo India Indonesia Thai တောင်ကိုရီးယားကိုတော့ဘယ်လိုပြောမလဲဆိုတော့ Kankoku
ခန်းခုခုတရုတ်ကိုကြတော့ချိုးခုမြန်မာဘယ်လိုပြောမလဲဆိုတော့မြန်မာပေါ့နော်မြန်မာလို့ထားလိုက်ရတယ်နော်မိရရပေါ့နော်မြနဲ့ပေါ့နော်မြန်ဒါကမနောက်ကအတန်ရှိဆိုတော့မအားမြန်မာပေါ့နော်ဟုတ်ပြီအဲ့တော့ပထမကပေါ့နော်မြန်မာပြီးတော့ဒီမှာဟိုတင်ခဲ့တယ်လူမျိုးပေါ့နော်လူမျိုးကိုဘယ်လိုပြောချမလဲဆိုတာလေးသင်ခဲ့ပါတယ်အဲ့တော့လူမျိုးပြောနည်းလေးတွေကိုကြည့်ကြမယ်ပေါ့နော်အဲ့တော့ဒါကနိုင်ငံဟုတ်ပြီဒါကလူမျိုးဘာလူမျိုးလဲအဲ့တော့နီဟွန်ဂျပန်ဂျင်လူမျိုးနီဟွန်ဂျင်ဆိုတော့ဂျပန်လူမျိုးမြန်မာဂျင်လူမျိုးအမေရိကဂျင်အမေရိကန်လူမျိုးအင်္ဂလိပ်ဂျင်အင်္ဂလန်လူမျိုးဖရန့်ဂျင်ပြင်သစ်လူမျိုးဒိုイツဂျင်ဂျာမနီလူမျိုးအီတာလီဂျင်အီတလီလူမျိုးစပိန်ဂျင်စပိန်လူမျိုးရုရှားဂျင်ရုရှားလူမျိုးအင်ဒိုဂျင်အိန္ဒိယလူမျိုးအင်ဒိုနီးရှားဂျင်အင်ဒိုနီးရှားလူမျိုးထိုင်းထိုင်းလူမျိုးခန်းခုခုဂျင်ကိုရီးယားလူမျိုးချူကိုခုတရုတ်ဂျင်တရုတ်လူမျိုးဒီနေ့သင်ခန်းစာလေးတော့ဒီလောက်ပါပဲနောက်ထပ် lesson 2မှာပြန်တွေ့ကြပါမယ်နောက်ထပ်လာမယ့် video က lesson 2ဖြစ်ပါလိမ့်မယ်အဲ့တော့皆さんさようならありがとうございます